ကျွန်တော်အနေနဲ့တော့ဘုရားရှင်ကောင်းကြီးခံစားဖို့ဘုရားရှင်ရွေးကောက်ထားတဲ့သူများရွေးကောက်ခြင်းခံရတဲ့သူများကောင်းကြီးခံစားရမယ့်သူများဒီဝပြုခြင်း၌ပါဝင်ခြင်းဖြစ်တယ်လို့ကျွန်တော်ဒီလိုပဲနားလည်ပါတယ်ဒီလိုပဲယုံကြည်ပါတယ်ဒီတနာအားဖြင့်တော်၎င်းသူတောင်းခြင်းအားဖြင့်တော်၎င်းဝပြုခြင်းချီးမွမ်းခြင်းအရာ၌တော်၎င်းပါဝင်တော်ရောက်တဲ့အပေါ်မှာဘုရားရှင်တာ၍ကောင်းကြီးပေးပါစေကျွန်တော်တို့ရဲ့တမန်ကျမ်းစာဓမ္မဟောင်းဓမ္မတိအစာနီကဘာဦးကျန်နီဘယ်ဒီအထိကျွန်တော်ဖတ်မယ်ဆိုရင်တမန်ကျမ်းစာရဲ့အနှစ်သာရကချစ်ချင်းမေတ္တာဖြစ်တယ်ကျမ်းစာရဲ့အနှစ်သာရကဘာလဲချစ်ချင်းမေတ္တာဖြစ်တယ်ဖရာဒီလူသားများပေါ်မှာထားတဲ့ချစ်ချင်းမေတ္တာလူသားများအချင်းချင်းထားရမယ်ချစ်ချင်းမေတ္တာလူသားများကဖရာပေါ်ထားရမယ်ချစ်ချင်းမေတ္တာလူကပတော်ကဘယ်လောက်အထိတွင်တင်ထားလဲဆိုရင်ကိုမိဘကိုသားသမီးကိုဆွေမျိုးသားချင်းတွေချစ်ဖို့မှန်ပါတယ်ဒါတည်းမကသေးဘူးကိုရန်သူကိုပင်လင်စတတော်သူကိုမုန်းတီးတော်သူပင်လင်ကောင်းကြီးပေးတတ်တော်သူဖြစ်ဖို့တမန်ကျမ်းစာတွင်တင်ထားတယ်အကြနေနေနီဆရာနီနဲ့ချစ်ချင်းမေတ္တာရှိခံပြီးတော့မှဒနာမှတ်သွားမယ် Greek လူမျိုးတွေအနေနဲ့တော့ချစ်ချင်း love နဲ့ပတ်သက်ပြီးတော့မှသူတို့၄မျိုးခွဲထားတယ်ကျွန်တော်အနေနဲ့ဒါဒီမပြောဘဲနဲ့ချစ်ချင်းမေတ္တာဆိုတာပါလေတမန်ကျမ်းစာပေါ်ပြထားတဲ့ချစ်ချင်းမေတ္တာဆိုတာပါဘူးဆိုလို့လေကျွန်မတို့ရဲ့အသက်တာမှာဘယ်လိုများ apply လုပ်ရမလဲဆိုတာဒီနေ့အချက်လေး၃ချက်နဲ့ပေါ်ပြသွားပါမယ်ရှင်ပေတရုဩဝါဒစာခန်းကြီး1အငယ်20ထဲမှာဘာပြောထားလဲဆိုတော့အာကြီးသောမေတ္တာရှိကြပါလို့ပေါ်ပြထားတယ်ချစ်ချင်းမေတ္တာတောင်မှအာကြီးသောချစ်ချင်းမေတ္တာရှိကြပါလို့ပေါ်ပြထားတယ်ထိုနည်း၎င်းပဲကောရိန္သုဩဝါဒစာခန်းပထမဆုံးအခန်းကြီး73တစ်ခုလုံးဖတ်လိုက်ရင်ချစ်ချင်းမေတ္တာကြောင့်ရေးထားတယ်ဒီနေရာမှာဘယ်လိုရေးထားလဲဆိုတော့အငယ်3ထဲမှာသူတစ်ပါးကိုငါကြွေးမွေး၍ဥစ္စာရှိသမျှကိုစွန့်ကြဲသည့်တိုင်အောင်စွန့်ကြဲသည့်တာမကကိုခန္ဓာကိုမီးရှို့စီခြင်းငါအတော်လေမေတ္တာမရှိလျင်ငါနဲ့အကျိုးမရှိလို့ဖော်ပြထားတယ်အာကြီးတော်မေတ္တာရှိကြပါမေတ္တာမရှိရင်ဘာပဲလို့မိမိခန္ဓာကိုယ်တောင်မှမီးရှို့ပြီးတော့မှဖယားအတွက်ပူဇော်ပါတာတဲ့ဆိုရင်တောင်မေတ္တာမရှိရင်ကျိုးမရှိဘူးလို့ဖော်ပြထားတယ်ကျမ်းစာမေတ္တာကြောင့်နည်းဖော်ပြထားတဲ့နေရာမှာမေတ္တာဆိုတာပါလေချက်လေးတောင်းချက်နဲ့ငါသွားပထမတစ်ချက်အနေနဲ့မေတ္တာဆိုတာဘာလဲဆိုရင်မေတ္တာဆိုတာခွင့်လွှတ်ခြင်းဖြစ်ပါတယ်မေတ္တာဆိုတာခွင့်လွှတ်ခြင်းဖြစ်ပါတယ်တယောက်နဲ့တယောက်ချစ်ကြယုံနဲ့မေတ္တာထားကြယုံနဲ့မပြီးပါဘူးခွင့်လွှတ်ခြင်းဆိုတဲ့ခွင့်လွှတ်ခြင်းတရားပိုက်ဆိုင်ရမှာဖြစ်တယ်ကျွန်တော်ကျမ်းစာထဲမှာကာဣနနဲ့အာဘိလနေကိုအရင်ဖြစ်တယ်နေကိုတယောက်နဲ့တယောက်ချစ်ကြမယ်တယောက်အပေါ်တယောက်မေတ္တာထားကြမယ်နေကိုအရင်တွေပဲမှန်ပါတယ်ဒါပေမဲ့ခွင့်လွှတ်ခြင်းတရားမရှိလို့မနာလိုခြင်းတဝန်တူခြင်းမုန်းတီးခြင်းဝင်လာတဲ့အချိန်မှာနေအကိုဖြစ်ပေမဲ့တယောက်နဲ့တယောက်ချစ်ကြမေတ္တာထားကြပေမဲ့ခွင့်မလွတ်နိုင်တော့
กบามาดูตั้งมุสุดานี่กูเจ้าเรียนี่สักพิลาเดสุดาตนุตุยาเดมิตาเจนสันเนเนเนพอเปียทาเดมิตาเย่นาวกะไลลาเมอายาลียาโดพลลุชินพิเดสุดามมิจันเนชิงดงกะอมูดอซองเสียจีตปากะตู้มาชีเดซองลิตเทอคูขันเลยอคูขันเลยตู้มาชงเสียมาชีดอบูเชียเดมาดุยบูนอกจากตูกะพยาสิมาสุดตังเดกุโรพยาตายเยซองคูตัวเดตัวเย่พิกุลดอมูปาสุพิโรมาอภิโลชินคนโลชินตัวสุดตังไรเดตาพิเมตูทัดพิโรมาบาตองเลสุดกุโรพยาตายเย่ซองคูตัวตูไอ้ที่ซองชงเดชิงได้มายาปีโดกูภาษีลูกตัวสุดตังเดปฐมเชดคนลุดเดลูกพิโอเดดาบิเมไอ้ที่ซองชงตัวซองชงเดชิงได้มายาปีโดมากูภาษีสุปีสุดตังไรเดดาฮาสิมันเดคนลุดชินลูกพิโอลูกยามลาเดี๋ยวลุงไม่ยาวเนาะสิมันโตคนลุชินมาหอบบูเราเจ้าสาเทมาตุยเดโจเซฟโจตาตัวอกูเรียยองซาไลเดอกูเรียยองซาไลเราตัวเจดุขายาวเดพองเทตรงยาวตัวเดโบราณตัวขายาเดวิตนาดีมาเปียวรอบูมาตามตนาเสียกองเดบอกว่าตัวยาวตัวเดดาบิเมตนิจาโดตัวกูรีอายาดุขะเคเย็นใส่จงตุยนี่ได้ชิงมาอาสังงั้นมคงบางชินดังขายาได้ชิงมาตุนิทานทรุปยาลาจอตาจีตัวกูรียาวลาจาเดตัวเบี้ยวเมสุเอนตุนิสียาวลาลุตุนิยานีตัวกูรียองซาเดนี่ยอดอับชิเดสุดาตูพ้นเบียวเดชิงว่าตูตางูเร่นั้นโดเทมาตรงตูงูเดตังงูใจยาเร่ตัวย่างูพิรมาโอ้จนว่าตะชาลูมหอบาบูตะชาลูมหอบาบูสุบิเบียวเดชิงว่าตัวกูอายาเชฟพิรมาเมียนนางเงพิรมาโอ้งาดูมาแค่วิสุบิตัวมารากูตัวเปลี่ยนเส้นสามีดออายานเมียนนางไอ้ชิงมาตุนีพิเดยอดากะบาเบียวเลสุดาฮาพยาเยอเจนสีดอพิเดนากูรุเดนุโลเดอายามหอบบูดาฮาพยาโลเดอายาพิเดดินดีอชิมาดิลาอาสังงันมคงบางชินเย็นใส่เมสดพยาติลุดีนิยากูปูไลชินฮิเดสุปิโรมาตุกูซงซาเดตุกูดีอาลุงกูตูคนละไลยุงมาฮอบูตุพาเคนตุกูดีตุสวยมิวตาเชนีอาลุงตูคอลาปิโรมาไอ้คนละชินเยอจูเจซูกูตุขันซาเดโจตาเยกูรีโจตาเดสวยมิวตาเชนดียาวลาวีสุดาฟาโรบยินตะเดนเชียไลดออากองสุงโตนิยากูโจตาสวยมิวตาเชนดีด้วยเปลี่ยนเส้นปีเรสุดาตมาเจนสาเทมาสนุตุยาเดพิดดพยาดีจนมิวอาลุงอีพิลโลเชียนลุงอาการอะไรบ่มาเยอะเสร็จอติขันตัวได้อชิงมาตะไปตะซาเบพิลโลดามาหุบาอาลุงโตดูตาดีพิดอาลุงกู
ခွန်လွတ်သောစီကြောပြီးသောဖခင်ရဲ့သားတော်ဖြစ်ပါတယ်ဟာလေလုယာအဲ့ဒါကြောင့်ယောသကသူ့အကူဒီရဲ့ပြမာချင်းအလုံးကိုခွန်လွတ်ချင်းအဖြစ်အကောင်းဆုံးသောနေရာမိနေရာကိုဖာရောဘုရင်အဖြစ်သူတို့ခံစားတဲ့နေတူခရစ်တော်ဒီကျွန်တော်အားလုံးရဲ့ဖြစ်အားလုံးကိုအသွေးတော်အဖြစ်စီကြောခြင်းအဖြစ်ကျွန်တော်တို့ဒီအပြစ်လွတ်ခြင်းရတယ်လို့မိမိတက်တာနိုင်တယ်သူတို့ပါအပေါ်မှာထားတဲ့မုန်တီးခြင်းမခွန်လွတ်နိုင်ခြင်းရန်ပြုလို့တဲ့စိတ်ရှိခဲ့တယ်ဆိုရင်တစ်ခါပဲခွင့်မလွတ်ပါနဲ့နှစ်ခါပဲခွင့်မလွတ်ပါနဲ့မိမိအထက်ကနေရှားပြီးတော့မှလုံးဝခွင့်လွတ်လိုက်ပါဒါဒီဟာမိမိအသက်တာအတွက်အိုးဘွယ်ဖယားရှင်ကောင်းကြီးခံစားဖို့ဖြစ်တယ်ဆိုတာကျွန်တော်အနေနဲ့ပေါ်ပြရှင်းတယ်ပိတယုတ်ကခရစ်တော်ရှိမှာပြမာတော်သူတယောက်ရဲ့ပြမာခြင်းကိုဘယ်နှကြိမ်ခွင့်လို့ရမလဲခုနှစ်ကြိမ်တိုင်ခွင့်လို့ရမလားလို့ခရစ်တော်ရှိမေးတဲ့ချိန်မှာခရစ်တော်ဖယားက89လီခွင့်လွတ်ပါလို့ပြောလိုက်တယ်89လီလို့ပြောတဲ့နေရာမှာအချိန်တိုင်းအမြဲတမ်းခွင့်လွတ်ခြင်းနဲ့အသက်ရှင်ဖို့ဒီနေရာမှာတုံ့တင်ခြင်းဖြစ်ပါတယ်မေတ္တာဆိုတာခွင့်လွတ်ခြင်းဖြစ်တယ်ဆိုတာမမေ့ကြဘူးပထမခြေအနေနဲ့ဟောပြခြင်းတယ်ဒုတိယအနေနဲ့မေတ္တာဆိုတာဟာအနစ်နာခံခြင်းဖြစ်ပါတယ်မေတ္တာဆိုတာအနစ်နာခံခြင်းဖြစ်ပါတယ်အနစ်နာမခံနိုင်သောအနစ်နာမခံတတ်သောမေတ္တာဟာစစ်မှန်သောမေတ္တာမဟုတ်ပါဘူးလူငယ်များအမျိုးသားများကိုယ့်ရဲ့ဒီစာပေါ်မှာအနစ်နာမခံနိုင်ဘူးဆိုရင်တော့အနစ်နာခံနိုင်တဲ့သူတယောက်တည်းထည့်ပါသွားမှာပါဒါတော့ရှင်းနဲ့သူတယောက်ရဲ့လက်ထဲပါသွားမှာဖြစ်ပါတယ်ယုံကြည်သူချစ်ချင်းမေတ္တာရှိတော်သူရဲ့ဒုတိယချက်အတ္တဟာနိနာခံတတ်တဲ့တ္တဖြစ်ရပါမယ်တစ်ချိန်လုံးကကျွန်တော်ချင်းအဖိုးကြီးတယောက်ကသားနှစ်ယောက်ရှိတယ်အဖိုးကြီးကကွယ်လွန်သွားတဲ့အချိန်မှာသူတို့ဖခင်ကွယ်လွန်သွားတဲ့အချိန်မှာသားနှစ်ယောက်အတွက်သူထားခဲ့တာဆောင်တထဲထားခဲ့တယ်သမင်းချက်ဘူးဦးတလုံးထားခဲ့တယ်ဘာမှမရှိရှာဘူးအရေးပေါ်သမင်းချက်ဘူးထားတယ်ညချုံဘူးဆောင်လီထားခဲ့အမွေဖြစ်ထားခဲ့တယ်နောက်တောင်ရလုတ်ဖို့ပစ္စည်းတွေထားခဲ့တယ်တနည်းကြတော့တို့နေရာကိုနှစ်ယောက်ညဘက်ရှင်းတော်မှာတအားဤတော့အတူဆောင်ချုံတဲ့အချိန်မှာတယောက်ကဟိုဘက်ကဆွဲလိုက်တယောက်ကဒီဘက်ကဆွဲလိုက်ဆိုတော့လုံခြုံမအိပ်ရဘူးသူအကူကအိုင်ဒီယာတစ်ခုရတယ်သူနေစီမှာသူစကားပြောတယ်အာနီအဲ့တို့ညီကိုနှစ်ယောက်တဘောသူနေမှုတစ်ခုယူရအောင်ဆိုပြီးပြောလိုက်တော့ဟုတ်ပြီငါကိုပြောပါဆိုပြီးသူ့အကူကပြောတယ်ကျွန်တော်ဟုတ်ပြီငါနီဒီဆောင်တစ်ထဲထဲတော့ညီကိုတော့ခြုံတာအဆင်မပြေဘူးအဲ့ကျငါနီကိုဦးစားပေးလိုက်မယ်မနေ့6နာရီကနေညနေ6နာရီထိအာနီဒီဆောင်နဲ့ပတ်သက်တာနေတာဝန်ယူလိုက်ဆိုပြီးသူ့ညီကိုမနေ့6နာရီညနေ6နာရီအချိန်သူ့ညီကိုအိတ်ဆောင်ပေးလိုက်တယ်ညနေ6နာရီကနေမနေ့6နာရီထိငါဒီဆောင်ကိုငါယူထားမယ်
အပိုင်ယူထားမယ်လို့နှစ်ယောက်သဘောတူနေမှုရယူတယ်ညနေကြတော့သူ့ကိုဆောင်ချုံပြီးတ냐လုံးအေးစစ်စစ်သူအိတ်တယ်သူနေငယ်ရတော့ဆောင်ချုံစရာမရှိတော့ဝေးပြီးတော့မှသူအိတ်တယ်အရန်အေးအရန်ချမ်းတော့နောက်နေ့သူဘာပြောလဲကိုနေငယ်မခံနိုင်ဘူးအရန်အေးတယ်လို့ပြောတဲ့ချိန်မှာဟာမတို့နေကိုနေရောက်သဘောတူပြီးသားပဲငါနေရမနေ့6နာရီညနေ6နာရီအကူကညနေ6နာရီမနေ့6နာရီမရဘူးပြောလိုက်တဲ့ချိန်မှာသူ့နေရဘာလုပ်လိုက်လဲညနေ6နာရီမထိုးခင်မှာအဲ့ဒီဆောင်ကိုသူရှော်လိုက်တယ်အဲ့ဒီဆောင်ကိုသူရှော်လိုက်တော့သူ့အကူလေညပဲဆောင်ချုံလို့မရဘူးသူ့နေလေဆောင်ချုံလို့မရဘူးနှစ်ယောက်သားဒုက္ခရောက်သွားတယ်အနိနာခံလို့တော့စိတ်ဓာတ်မရှိရင်သူတို့ဒုက္ခရောက်မှာဖြစ်တယ်အနိနာခံခြင်းနာမေတ္တာရခြင်းဖြစ်ပါတယ်သူတို့ကြားဘူးမှာပါပူကြုံခမ်ဆိုတာ1900နဲ့ခုနှစ်ခုအနီး2009ခုသူ့ရဲ့ဂျူဘလီစာအုပ်ကိုကျွန်တော်ဖတ်ဘူးတယ်အဲ့စာအုပ်ထဲမှာသူကဘော်ရွာအနီးငွေလာတာဖြစ်တယ်ပထမဦးသီးနဲ့ယုံကြည်သူတယောက်ဖြစ်တယ်သူယုံကြည်သူဖြစ်လာတဲ့ချိန်မှာယောသူကြီးတွေကသူ့ကိုလက်မခံဘာသာပြောင်းလာတော့သူ့ကိုအမျိုးဒုက္ခပေးတယ်တားတယ်မရဘူးသူယုံကြည်ခြင်းလုံးဝလက်မလွတ်တော့အနေကြတော့ယောသူကြီးကဘာပြောလဲဆိုရင်အေယုံကြည်ခြင်းလက်မလွတ်ဘူးဆိုရင်ကျုံခမှုရိုက်မယ်ကျုံခမအရိုက်ခံမယ်ဆိုတော့မှသူချင်းချောက်လိုက်တော့လို့ပါရိုက်ရင်လည်းရိုက်ပါအလုပ်လည်းရတယ်ဆိုတော့သူပြောလိုက်တဲ့ချိန်မှာအဲ့ဒီဘော်ရွာယောသူကြီးကသူ့ရွာသားတွေကိုမရိုက်ခိုက်ပဲနဲ့သူတို့ရွာနာမှာရှိတဲ့လုံမန်းရွာမှာလူဆိုးတွေကိုလူမိုက်တွေကိုငါပြီးတော့မှအဲ့ယုံကြည်သူကိုကြုံခမ်းရိုက်ဘူးဆယ်ငါခါသုံးကျင်ရိုက်ဖို့သူ့ရွာကိုခေါ်လာတယ်ဘောလုံးကွင်းထဲမှာအဲ့ဒီပူကြုံခမ်းမှုခေါ်ပြီးတော့မှအဲ့လူဆိုးလူမိုက်ငါလာတဲ့9ယောက်ကိုရိုက်ခိုက်တယ်ရိုက်တယ်တစ်ခါရိုက်တယ်နှစ်ခါရိုက်တယ်9ခါ9ကျင်ရိုက်တော့တဲ့ချိန်မှာတကူလုံးကဝေးတန်ရဲထွက်တယ်တကူလုံးကဝေးတွေပဲဖြစ်နေတော့ရိုက်တဲ့လူတွေကမရိုက်ရဲတော့ဘူးလူသားချင်းစာနာတယ်ဒုက္ခနာကိုယ်ပေါ်မှာတွေးတယ်မြင်လာတဲ့ချိန်မှာအနာရီမြင်လာတဲ့ချိန်မှာဒါချင်းမြင်လာတဲ့ချိန်မှာမရိုက်ရဲတော့ဘူးအဲ့ချိန်မှာပူကြုံခမဘာပြောလဲဆိုတော့ငါညီတို့ငါသားတို့ငါခါပဲရှိသေးတယ်ရိုက်ပါအောင်တတ်မှတ်ထားတဲ့အချိန်တတ်မှတ်ထားတဲ့အရေးအတွက်မရောက်သေးဘူးရိုက်ပေါင်းဆိုပြီးသူပြောတယ်ဒါပြန်စကားတခွန်းတော့သူခွန်းပေးပါလို့တောင်းတဲ့ချိန်ယောသူကျတော့ဟုတ်ပြီကြုံခမတော့အိုးသူဒီလောက်တန်ရတန်ချက်နဲ့ဒီလောက်တွေးတန်ရင်သူ့ဘဝဒီလောက်ဝေဒနာခံစားတော့အိုးသူစိတ်ဆော့ပြီးတော့မှငါယုံကြည်သူခရစ်ရှင်ဘာသာနဲ့ရိုးရဘာသာကိုပြန်ကူပါမယ်ဆိုရင်ဝန်ခံမယ်လို့ဖြစ်တယ်။ဒါပေမဲ့သူဝန်ခံတာမဟုတ်ဘူး။ခိတ္တခဏလေးပဲစကားပြောခွင့်ပေးပါဆိုပြီးတောင်းဆိုပြီးမှသူဘာပြောလဲဆိုရင်ကိုတော်ဖယားယောသူကြီးဒီမှာတားကိုရိုက်နေတဲ့လူငယ်ဒီသူတို့ဘာလုပ်ကြလဲဒီဘူးသူတို့ကိုခွန်လွတ်တော်အားဆိုပြီးဆုတောင်းတယ်သူဆုတောင်းလိုက်တဲ့ချိန်မှာရိုက်မဲ့လူလဲမရိုက်ရဲတော့ဘူးယောသူကြီးကလည်းဒီတိုင်းပဲထားလိုက်တယ်ကိုကြုံခမ်းရဲ့အနစ်နာခံခြင်းအပြင်
都也不夸阿龙学都学到阿龙用基督去拉的路都就不离少天嘛，就那พันไหลมีเดตุดันยาดันเช็ดดีตุเมียนนาดีตะโกลงมาตุขันซาเดดันยาดันเช็ดดีตุยดีตุซีเดช่องยีหาหน่วยยาตีมาขันเดช่องยีชิปปีเมอันนี้ลงมาขันเมเนทั่วเดลุทำไมเทมาชีดาเทมกาบูโยตุจียตุกูดันขัดเดอันนี้เน่ตัวอยู่อะไรมาเช่นต้องอยู่อะไรมาน่าสู้ดีมากองสู้ว่าดีนี่ยาอยู่ท่าเดลุเทนท่าเดสายยีดีบาเลเอนี่ยาดีมาตุกูนี่ยาพิบโรมานี่ใครเดตัวนี่บาเดเป็นตัวมาตัวเยเดนี่ยาเป็นตัวมาเป็นมาคู่เยเดนี่ยาบ้ามาโลเยนัสสู้มากองสู้ว่าดีเจ้าสานี่เดนี่ยาตุกูปีไลเดตัวยาวตัวเดชิงมาแต่ยัวลุงอตัวกองส่งต่อเห็นที่เห็นยุดเอ็มตามปอเชียนสวาชดละเดนี่ยาคิดละเดลูตัวเยจูบลีสาวเทมาจนพันไม่ปูจงขมานินนาคันเดตัวยัวตัวยัวตาเมียตัวอันนินนาขันชินอาเพียนยัวตัวยัวตาเมียเมสิปุ่นบิรมาฮิดอกูไม่ดูเกตเอ็มไปเช่นพิษเด็กขันยงจีลาเจเดสุดาจนตุยาเดเอราจังมิตาสุราหาอันนินนาขันชินชิปาเดอันนินนาขันตัดเดยงจีตูอันนินนาขันตัดเดมิตาชีเดยงจีตูหาพยาชินดีตรงปิวเดพยาชินดีกองจีปีเดสุดาจนตุยาเดอับราฮัมนี่เนจีไลปาอับราฮัมก็ลอดใจเดนิยากูยุยไข่ตูยุยลูกยาเดอามันเด็กตูยุยยามาตูมายุยบูลอดตาแต่เมื่อตัวอันนี้นาขันปีลอดยุยไข่ปีเมตูยาเดนิยากองส่งนิยาคิดตัวเดสุดาจนตุยาเดเออจังเราคริยันบาตามามิตาเอมาตานอจีจีบาเดมิตาเย่น้องมาไล่ลาเมอายาตะคูกาโดอันนินนาอันชิชิบาเดว่าพิวเดชิงมาว่าเป็นลุงเอลูกเชียมูมาอาเตนโนลูกเชียมูมาแต่เงี้ยจีน่ะปองเตนนี่เน่ปองเตนนิยามาตัวละลูกเชียเดนิยามาอันนินนาขันตัดโตตูหากองจีขันสามตูคิดเดสุดาดุติยาเช่นนี้เน่พอเบียชินเดตัดติยาเช่นเน่น่าสงเช่นนี้เน่บาพอเบียชินเดสุดามิตาสุดาทุกข์ชินผิดมิตาสุดาปีลูจินปีการชินทุกข์ชินคิดเดสุดาพอเบียชินเดพยาชินดีอับราฮัมดูชนิมองนาเมียวเลนชินมาซีโดเดชิงมาเมียวเลนชินกงสงนี่เดชิงมาตาอยากเจ้าเปีบาเดแต่ไม่พยาชินโอ้บวยปีเดตากูพยาก็เปลี่ยนตองเดอับราฮัมเต็นตาเนี่ยงากูเปลี่ยนปูโซบาลุตองเดชิงมาอับราฮัมก็ตูตากูไอ้ยันนั่นไม่เอามาบ้าตูอยากกูไอ้ยันชินมาบ้าดาบีเมพยาตองดอพยาสกัดนาขันปีตูตาเนี่ยพยากูปูโซบุตัวเดตูตาเลียไม่เดเพอเพยยินดูงะพยาชิพยาปูโซบุพยาปาตาบุตัวยินตูรีปาเดมโหลา
แต่คุอยู่ตัวเดียมาโหล่าคุเจอดบ้ามาชิบูอเพบ้านเนี่ยพยากูปูซอมเลยบ้านเนี่ยยิบปูซอมเลยอเพสิมีเดอเพตีเดตุตาเนี่ยปูซอมเป็นสุดอเพตีแต่ไม่ตุบาเพียวเลยพยาชินเป็นเซนปีมาบ้าพยากูปูซอมเป็นยิบปูซอมเป็นนี่ยตรงที่บ่ยาวตัวเลยเจ้ามาอเพยคู่พยากูปูซอยาโรเมกองเล่มาป่าดูเล่มาป่าวูอเพบาเน่พยากูปูซอยามเล่มีเด็กอาบรมนลุงตาอันสามเลยเราจีกวยมาเลยตุตาเมพยากูปูซอเมสุดตุติแต่เป็นพยาเปลี่ยนเส้นเอลิงเมลุตุตากูโยเดดาบิเมพยาปูซอเมเนี่ยยาวตัวเด็กเชียงมาตุตากูจูชีไล่เดตุตากูตัดเช็บุเทมโบเต็นไล่เดตุตากูตัดเช็บุดากูสวยไล่เดอับราฮัมน่าส่งตุตากูตัดเช็บิโรมาจิปูซอบุเปลี่ยนเส้นนี้เด็กเชียงมาพยาชินดีโอ้งาตาอับราฮัมงาอด้วยตุตากูดงมันนำเมียวเบตุตากูดงทุกคนไปโนมางากูดีเล่าชิบาลาสุดาพยาชินตีโดอับราฮัมตากูมาแต่ป่านเนสุปิโรมาตากูซาตุตะกองปีเดสุดาตนุตุยาเดเอ็นะจังดีนียามาอับราฮัมกาตุตากูพยากูชิดเดมิตาอาเพียนทุกควยบุอุบมาเลวพยากูอาชีโตมิตาเนชิดเชนเนแต่แค่ช่วยเมพยากูชิดโตตุตากูตุปีบุอุบมาเลวทุกควยนทุกควยภาษีตุปีเดไม่เคนพาเคนเมียเราเต็มชีวูยันสาเทมาตาอูพยาด้วยยังปีบุยุกปัดดอพอเปียทาเดตาอูพยาด้วยเสกไก่แม่มีเข็นพาเข็นนี่มันจะเนบาเดดาอติตัดผู้มาหอบบูพยามูดอสองบุพยาต้าหน้าตรงมาตาดีจนปีบุวันลีเดอับราฮัมกับตาอูที่ตัวตากูพยาต้องเนี่ยอชิงมายิบปูซอบุตัวมันน้ำเมียวบูเทมโปเต็นไล่เดตาบูดาสวยไล่เดตุตากูทุกควยไปรมาพยาอปมมิตาเปียนี่เดชิงมาพยาแกอาสาทูปีไล่ลุตุตาเตชันตาควยยาดาพิดเดดีนิยามาพยาชินดีอับราฮัมกูเบลูสกาเปียวเลสุดเต็งกูงาอชิเมตองจีปีเมดุพยาชินดีอับราฮัมกูสกาเปียวบาดเอ็นี่ไม่มีอัตเตตามาตามูจีสุตัวอายาทุกควยไปรมาพยาชินเปลี่ยนเลอันนันชินาอชิเมตองจีขันซาบุกองจีตะคาพูดนับชิดเดสุดาปฏิยาตัวเจนสาเทมาคริสโตเลตเทนไนตุยาเรอายาโอ้บวยมียสวาเทมาอมิวตมีเตียวเจ้าอันนี้ไงเปียวจินเดไอ้ที่อมิวตมีอะคริสโตสีลาปิโรมาตุมาชีเดเอมาตามะตัมบูจิลาเดนันตายิมวิเปเลนทุกควยปิโรมาคริสโตพยากองปอลองไล่เดพี่โดนเพียวเดอาญาเนี่ยมีเอาบุกองมาละเดี๋ยวเราตามมูจีเดซีจีเดฮาวป้าพิโลดีอมิวตมีอะทุกควยปิโรมาคริสโตก็ลองลาเลโลปิดเดนจัดวิพันจัดเดตามแม่คริสโตมาตาบู
ခရစ်တော်မတားဘူးလူတွေကတင်ချာနည်းနဲ့တွက်လိုက်တယ်ဒါကိုရောင်းလိုက်ရင်တင်ပေါင်းဘယ်လောက်ရမယ်ရတဲ့တင်ပေါင်းဘယ်လောက်နဲ့ဘာဝယ်လိုက်ရင်ဖះเจ้าတို့ဘာဝယ်လိုက်ရင်စင်ရတော့သူမြတ်ကိုနေလိုက်ရင်ဘယ်လောက်မြတ်ကျိုးရှိမလဲလို့တင်ချာနည်းနဲ့တွက်လိုက်တယ်ဒါပေမဲ့ခရစ်တော်ကတင်ချာနည်းနဲ့ပေးလိုခြင်းကိုတင်ချာသူမတွက်ပါဘူးမေတ္တာဟာတင်ချာနည်းနဲ့တွက်လို့မရဘူးဆိုတာခရစ်တော်ဖော်ပြတယ်ဒီအမျိုးသမီးထုတ်ခွဲလိုက်တဲ့ပလင်ရီမွေးပလင်နဲ့ဓမ္မဟာအမျိုးသားတယောက်အမတမအားကောင်းတဲ့အမျိုးသားတယောက်ရဲ့အနှစ်လုံးလုံးလူအားခတဲ့ညီမြတယ်လို့ဖော်ပြထားတယ်ယောက်ျားအမတမဝင်ဝင်ကောင်းတဲ့အမျိုးသားတယောက်ရဲ့တရက်စာမဟုတ်ဘူးတလားစာလည်းမဟုတ်တနှစ်လုံးလုံးလူအားခတဲ့ညီမြတဲ့ဓမ္မရှိတဲ့အရာဖြစ်တယ်ဒါကိုအမျိုးသမီးကမနှမြောဘူးခရစ်တော်ဖျားလည်းမတားဘူးထုတ်ခွဲခိုက်တယ်ထုတ်ခွဲပြီးတော့ခရစ်တော်ကောင်းပေါ်လောင်းလိုက်တယ်ခရစ်တော်ရဲ့ကောင်းပေါ်လောင်းလိုက်ခြင်းအပြင်အဲ့အိမ်ကိုမွေးကြိုက်သွားတယ်အမွေးဇနတ်နဲ့ပြီးသွားတယ်လို့ကျမ်းစာဟောပြထားတယ်ဒီနေ့မိမိမှာရှိတဲ့တန်ဖိုးအရှိဆုံးသောအရာကိုထုတ်ခွဲခြင်းနာမေတ္တာဘုရားရှိခိုးမေတ္တာပြခြင်းဖြစ်တယ်မိမိမှာအရေးကြီးဆုံးအရာကိုထုတ်ခွဲခြင်းနာဘုရားအတွက်စက်ကတာဖြစ်တယ်မေတ္တာရှိတယ်ဘုရားကိုချစ်တယ်ကိုမိဘကိုချစ်တယ်ကိုပဝန်းကျင်ကိုတငယ်ချင်းကိုချစ်တယ်ဆိုပြီးတော့မှကိုဘာမှမထုတ်ခွဲရဘူးဆိုရင်ချစ်ချင်းမေတ္တာဟာအန်ချုပ်တဲ့ချစ်ချင်းမေတ္တာချစ်ချင်းမေတ္တာဆိုတာတတရားချက်နဲ့ထုတ်ခွဲခြင်းဖြစ်ပါတယ်ဖယားအတွက်ငါဘာလို့နိုင်မလဲဖယားအတွက်ငါဘာပေးနိုင်မလဲဘာပေးနိုင်အောင်မလဲဘာလုပ်နိုင်အောင်မလဲဆိုပြီးတော့မှရှိတဲ့အရာခွဲခြင်းနာမေတ္တာဖြစ်တယ်လို့ဒီညနေဟောအားပေးခြင်းတမန်ကျမ်းစာရဲ့အနှစ်သာရကချစ်ချင်းမေတ္တာဖြစ်ပါတယ်အဲ့ဒီချစ်ချင်းမေတ္တာထဲမှာချစ်ချင်းမေတ္တာဆိုတာဘာလဲလို့ပြန်ကြည့်မယ်ဆိုရင်အများကြီးရှိမယ်ချစ်ချင်းမေတ္တာဆိုတာဘာလဲအများကြီးထဲမှာဒီညနေကျွန်တော်နှလုံးသွင်းပြီးတော့မှခွန်အားယူဖို့ဆရာပြောသွားတာတော့ချစ်ချင်းမေတ္တာဆိုတာခွန်လွတ်ခြင်းဖြစ်ပါတယ်ခရစ်တော်ဖခင်ဒီလူသားအားလုံးချစ်ချင်းမေတ္တာဖြင့်အသက်ပေးခဲ့တဲ့အချိန်မှာအားလုံးသောပြည့်ကျွေးတွေသူဆက်ပြီးရှာဘောလတဲ့ဝရစာခန်းကြီးနှစ်အငယ်73 74ကိုဖတ်လိုက်ပါအားလုံးလက်ကျန်မရှိအောင်ကောင်းလုံးတန့်ရှင်းအောင်စီကြောပြလိုက်တယ်ဒီနေ့ယုံကြည်သူများမေတ္တာလို့ပြောတဲ့ချိန်မှာဘလို့ချင်းရှိရပါကိုတငယ်ချင်းရှိမှာကိုခင်ပွန်းတဲ့အပေါ်မှာကိုဇနီးတဲ့အပေါ်မှာကိုမိဘကိုသားသမီးဒီကိုနေကိုဒီအပေါ်မှာတကယ်လို့ကြံနေတဲ့မခွန်းလွတ်နဲ့တစ်ခါခွန်းလွတ်တယ်နှစ်ခါခွန်းလွတ်တယ်သုံးချိန်ကျတော့ခွန်းမလွတ်နိုင်တော့ဘူးဆိုရင်ဒီနေ့ခွန်းလွတ်လိုက်ပါမေတ္တာဆိုတာလုံးဝခွန်းလွတ်ခြင်းဖြစ်တယ်ဆိုတာပထမချက်နေနဲ့ပေါ်ပြတာဖြစ်တယ်ဒုတိယအချက်နဲ့ပေါ်ပြတာမေတ္တာဆိုတာဟာအနစ်နာခံခြင်းဖြစ်ပါတယ်အနစ်နာမခံနိုင်တဲ့အနစ်နာမခံရတဲ့မေတ္တာဟာစစ်မှန်တဲ့မေတ္တာဟုတ်ပါဘူးမေတ္တာနောက်မှာအနစ်နာခံခြင်းလိုက်လာမှာပါပူကြုံခါမှာအနစ်နာခံခြင်းအပြင်ယောတာအားလုံးဟာယုံကြည်သူဖြစ်လာတယ်အနစ်နာခံခြင်းအပြင်လူသားများတယောတာလုံးယွန်ရှာနေတဲ့နဆူဝိညာဉ်စုဒီခူအောင်နေတဲ့နေရာဟာအကောင်းဆုံး
မိနေရဖြစ်သွားတယ်ဒါဟာအနစ်နာခံခြင်းအပြင်ဖြစ်တယ်တကယ်နောက်ဆုံးဟာမေတ္တာဆိုတာထုတ်ခွဲခြင်းဖြစ်ပါခရစ်တော်ဖယားဒီကျွန်တော်တို့အားလုံးကိုချစ်တယ်မေတ္တာထားတယ်ငါလောကီတုအားလုံးကိုချစ်တယ်မေတ္တာထားတယ်ဆိုပြီးတော့မှဒါနဲ့မပြီးသွားဘူးမိမိအသက်ကိုကားတိုင်းပေါ်မှာထုတ်ခွဲပြီးတော့မှနည်းနည်းတော့မေတ္တာကိုပူပြတယ်ဒီနေ့ကျွန်တော်တို့တွေလဲကျမ်းစာရဲ့မေတ္တာရဖြစ်တဲ့မေတ္တာသူမေတ္တာအားဖြင့်အသက်ရှင်တဲ့နေရာမှာထုတ်ခွဲခြင်းဓမ္မရည်ကြည်တယ်ဖယားတော့မိမိနှလုံးသားကိုထုတ်ခွဲခြင်းမိမိပိုင်ဆိုင်တဲ့အရာကိုထုတ်ခွဲခြင်းမိမိမှာရှိတဲ့အရာတစ်ခုခုကိုဖယားအတွက်တော်၎င်းအမြတ်အတွက်တော်၎င်းထုတ်ခွဲခြင်းဟာမေတ္တာရဲ့အဖြစ်ဖြစ်တယ်ဆိုတာဒီနေ့နေ့ဝင်ငါလိုပါတယ်ရောက်စီတိုက်ပေါ်မှာရစင်ကောင်းချီးပေးပါစေကျေးဇူးတင်တယ်ဒီနေ့နေ့တို့ပွဲတော်မင်္ဂလာလဲဝန်စားရမှာဖြစ်ပါတယ်ပွဲတော်မင်္ဂလာဟာအတင်းတော်ရဲ့ပွဲတော်မင်္ဂလာလဲမဟုတ်ပါဘူးအတင်းတော်ပြီးတဲ့အတင်းတော်ပိုင်တဲ့ပွဲတော်မင်္ဂလာလဲမဟုတ်ပါဘူးစောစောကကျွန်တော်ဖော်ပြထားတဲ့ဖယားရှင်ရဲ့မေတ္တာအားဖြင့်ဖယားရှင်ရဲ့ကျေးဇူးတော်အားဖြင့်ခရစ်တော်ဖယားကားရိုင်ပေါ်မှာမိမိအသက်ကိုထုတ်ခွဲလျက်အသွေးအသားနဲ့ကယ်တင်ခြင်းအားဖြင့်ကျွန်တော်တို့ရရှိတဲ့ပွဲတော်မင်္ဂလာဖြစ်ပါတယ်ဒီပွဲတော်မင်္ဂလာဝယ်မဲ့ချိန်မှာကျွန်တော်တရားနဲ့တရားမိမိအသက်တာမှာစက္ကပ်ပြီးစုတောင်းဖို့ဖိတ်ခေါ်လို့တဲ့ဒီနေ့ခွင့်မလွတ်နိုင်တော့သူရှိသလားမိမိနှလုံးသားထဲမှာတူတယောက်ခွင့်မလွတ်နိုင်တော့သူများရှိပါသလားဖြစ်တော်ဖရာဒီလုံးဝကျွန်တော်တို့ရဲ့အနေချင်းပိတရားဒီအားလုံးအတွက်သူခွင့်လွတ်ပြီးဖြစ်ပါတယ်ကျွန်တော်လည်းခွင့်လွတ်တတ်တော့အသက်တာဖြစ်ဖို့ဘုရားရှင်အလိုတော်ရှိပါတယ်ခရစ်တော်ကိုယ်တိုင်ကကျွန်တော်အားလုံးအတွက်ဒုက္ခဝေဒနာအနစ်နာခံတော်ဘုရားရဲ့တပါးတော်တာတော်ဖြစ်ပါတယ်ခံတဲ့တော့ခံထိုက်တော့သူမဟုတ်ပါဘူးဒါမဲ့ကျွန်တော်တို့အားလုံးအတွက်သူအနစ်နာခံပါတယ်ဒီနေ့ကျွန်တော်တို့လည်းအနစ်နာခံတတ်တော်သူဖြစ်ဖို့ရည်ကြည်တယ်အနစ်နာမခံတတ်တော်နေရာမှာဖယားအတွက်အနစ်နာခံတတ်တော်သူဖြစ်ဖို့မိမိစက္ကကြနောက်ဆုံးအနေနဲ့မိမိအတွက်ခရစ်တော်ဖယားဒီတို့ရဲ့အသက်ကိုထုတ်ခွဲပါတယ်ပေးလို့ပါတယ်အမျိုးသမီး၌သူ့မှာရှိတဲ့တန်ဖိုးအကြီးဆုံးသောအရာကိုထုတ်ခွဲပြီးတော့မှခရစ်တော်ရဲ့ကောင်းပေါ်တောင်းပါတယ်ဒီနေ့ကျွန်တော်တို့ဘာကိုထုတ်ခွဲပြီးတော့မှဖယားအတွက်ပါဝင်တယ်ဘာကိုထုတ်ခွဲပြီးတော့မှမိမိဘဝချင်းအတွက်မိမိအသင်းတော်အတွက်ပါဝင်ကြမလဲဆိုတာမင်းတို့အတီးတီးဖယားရှိမှာစက္ကပ်ပြီးတော့မှပွဲတော်ပါဝင်ကြဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်အားလုံးမိရှိတဲ့နေရာမှာစက္ကပ်ဆုတောင်းခြင်းနဲ့ချင်းမေတ္တာကျွန်တော်မျိုးလုံးနဲ့တူရှိတော်မူသောထာဝရမြတ်စွာသောဘုရား
โปรดสิมพยายีชีดอมเมาไนตาดมีเมียเสกัดเลียดสุตองจะพายีตุเรเสกัดชินตุเรสุตองชินโปรดสิมพยานานยังดอมูปากองจีปีดอมูปาโปรดสิมพยาดีที่ชิมมิตาพยาทิพายีโปรดสิมพยาดีคนลโตพยาอันนี้นาคันโตพยาโลกีตาเมียจทุกขวยโตพยาทิพายีตาดมีเมียดีที่ชิมมิตาเอาไนอเตชินนีโตอชิงไนจนมิริอเตตากูโอโลพยากองจีปีดอมูปาที่เชมิตาอาเพียนคนลตัดโตอเตตากูจนมิวดูเดือพิชีดอมูปานลุงตาเทนไนคนลตัดชินโอโลพยาปีดอมูปาโปรชิมพยาดีจนมิวดูอจิมยากูคนลตะเกดูตูตะไปมีอาปิมยากูเลคนลตะโตเตตากูปีดอมูปาโปรชิมพยาดีจนมิวดูจวดนินนาอันบาอีดุขะเสียอันบาอีจนมิวดูดีเลมิตาอาเพียนนินนาขันในโตตูดุขะเสียขันในโตตูพิสดอมูปาโปรสิมพยาดีตาตมีมีอาจวดมิมิเตกูทุกคอยเลียเกเดมบาอีตาตมีมีเตตากูเลโปรสิมพยาจวดในงานโดจวดมิมิเตกูทุกคอยเลียมิมิขันสายาตกองจิมิงลามยาทุกคอยเลียมิตาเกียในบุลุงามาซาดอมูปากองจีปีดอมูปาเจสุเดมไปพยาผู้ชิงมาสายีปุโรสิมพยามิงดอมูดีอัตยปุโรกุอัมมีปริยาเลียดปวยดอมิงลาวันสาจามาทิพาอีตาตมีเมียนตูปาชีดอมูปาอยาวสีได้นลุงตากูตูทีดอมูปาปุโรพยาอีมิตาปุโรเพยคนโลชินนินาคานชินปุโรเพยทุกขวยชินเตตาไนอริยาสิเลียนปวยดอมิงลาอาเพียนจนมิวอาลงอจวดอติโตอเตตาพิสิดอมูปาปุโรพยาอีอลูดอไตอเตชินบุพิสิดอมูปาเจสุดอปองจิตชิมวนเลียนพิดอพยาอียะโตนามาไนเสกสุตองอัตนาขันจะไอพามยะโสโอเคอาเมนปวยดอมิงลาในปาวันเมนันดาลูจิมียปะปาเดคริสโตพยาดีตูพันเซนทาโตโลกีตาโลกีตูเมียอาลงอด้วยยันตุเลเทอันนันชิงขายในเนียมาองกูยุยเจซูโดชิมอนนีตูเจซูโดชิมอนยาองเจจูชินพาเมียโซโตพยาปุโรชิมพยายีชิชินมิตาชูเพจิงกูปฏิยาเอามีเลียนปวยดอมิงลาวันซาจะมาพิปาอีจนมิวดูเนตูอาชิดอมูปาปุโรชูเพโตคันดาอัตากูซาตุงเชนอาเพียน
ကိုရိုနဲ့နဲ့တော့မေတ္တာကိုနားလေလျက်အသက်တာကိုရောအလိုတော်တိုင်းအသက်ရှင်မှုဖြစ်စီတော်မူပါယေရှုတော်ပေါင်းရည်တော်ချီးမွမ်းလျက်ခရစ်တော်ဖိုင်မြတ်သောနာမ၌ဆုတောင်းကြပါ၏ဖမြတ်စွာသောဘုရားသခင်အာမင်